လို့ဒီကတော့ခုနကတော့ကင်မရာကိုဆန်းပြီးတော့မှ recording ကမလုပ်ထားမိတဲ့အခါကျတော့ဟိုစအနေပြန်ပြောရပါတယ် number 1 number 2 number 3 number 4ဖြစ်ပါတယ်အဲခုနက number 1ဖတ်လို့ကပြီးသွားပြီကိုပြန်ပြီးတော့စအနေပြန်ပြောပြမယ်နော်အဲ့တော့ number 1သမားလေးတွေကဒီ crystal လေးရွေးထားတဲ့သူတွေဖြစ်ပါတယ်အဲ့ဒီ crystal ရွေးထားတဲ့သူတွေကသူကအယောင်ကာလာအနေနဲ့ဆိုလို့ရှိရင်ဟိုပါပေါ့ဗာလဲလိမ်မော်ရောင်ဘက်ကိုတွားတယ်လိမ်မော်ရောင်နဲ့အနေရောင်နဲ့ဆက်တဲ့ဘက်ပေါ့နော်ခုနပြောလိုက်တာက secret chakra ဘတ်ဒီ secret chakra ဘာနဲ့သက်ဆိုင်လဲဆိုမျိုးပွားအင်္ဂါခန္ဓာကိုယ်တွင်ကလေးစားပေါ့နော်မျိုးပွားအင်္ဂါနဲ့ပတ်သက်ပြီးတော့မှအထက်ထဲမှာရှိတဲ့ကလေးစားတွေအဲ့လိုမျိုးအပိုင်းတွေမှာကျမကြီး view site ပေးပါစီသွင်းစီသွားလမ်းကြောင်းတွေဘာတွေအဲ့လိုမျိုးတွေပေါ့နော်ပြီးရင်အမျိုးသမီးတွေဆိုလည်းအမျိုးသမီးကိစ္စတွေview site ပေးပါလိုအပ်လို့ရှိရင်အဲ့ဒီကြောက်ကလေးတွေဆောင်းလို့ရပါတယ်သူကဘာအတွက်သုံးလဲဆိုလို့ရှိရင်တဲ့ဘာတွေမှာလိုအပ်လဲဆိုလို့ရှိရင် self discipline ပေါ့နော်ကို reform ပြန်လုပ်တာမျိုး reset ပြန်လုပ်တာမျိုးဥပမာဆိုလို့ရှိရင်ကိုကဟိုပေါ့အားကစားလိုက်စားမယ် exercise လုပ်မယ်ဆိုလို့ရှိရင်ကိုကမလုပ်နေဘူးပုံမှန်မလုပ်နေဘူးဆိုဒီလိုမျိုးလေးကြောက် crystal လေးတွေဆောင်းပြီးတော့မှလှုပ်ချင်အောင်လို့ပို့ပြီးတော့စိတ်ကိုဟိုဖြစ်လို့ရတယ်ပေါ့နော်ဟို motivation ပြန်တက်စေတာပေါ့အစားရှောင်မယ်ဆိုရင်လည်းအဲ့လိုမျိုးပဲအဲ့တော့ဖြစ်ဖို့များတာဒီအဖွဲရလူတွေ exercise တွေအဲ့လိုမျိုးကိုသတ်မှတ်ထားတဲ့တစ်ခုခုရှိလိမ့်မယ်ပေါ့လေကိုဖြစ်ရှင်တဲ့ဟာမျိုးအဲ့လိုမျိုးရှိနေတယ်ဆိုလို့ရှိရင် practice တွေပြန်လုပ်ဖို့လိုအပ်နေတာလို့မြင်မိတယ်ပြီးတော့ဒီဖွဲရလူတွေတခုမှကျန်တာကလက်ရှိကာလကိုလက်ရှိကာလမှာပဲပြောအောင်နေပါပြစ္ဆုတ်ပံကာလမှာတက်နေထိုင်ပါအနာဂတ်ကိုအရင်မတွေးပါနဲ့အတွေးတွေမများပါနဲ့ကိုစိတ်ဝင်စားတယ်ပေါ့နော်ဥမာ art ပိုင်းအနုပညာပိုင်းဟိုပကြီးဆွဲတာပါညာဒါမှမဟုတ်လို့ရှိရင်လည်းကာတာခုံတာလမ်းလျှောက်တာအဲ့လိုမျိုးလေးတွေလုပ်ချင်တဲ့စိတ်မျိုးလေးတွေရှိတယ်ဆိုလို့ရှိရင်လုပ်ကြည့်ပါ meditation တွေလည်းလုပ်ကြည့်လို့ရပါတယ်အဲ့ဒါလေးတွေမှာလိုအပ်နေတယ်ပေါ့နော်လိုအပ်နေတယ်ဆိုတာထက် improve ဖြစ်ချင်လို့လုပ်ကြည့်ချင်တယ်ဆိုလို့ရှိရင်အဲ့ဒါလေးတွေလုပ်ကြည့်လို့ရပါတယ်ကတ်တီကတော့ဖတ်ထားတာကဒီဖွဲကလူတွေကအဓိကဒီ၄လပိုင်းပတ်ဝန်းကျင်ကသူတို့အတွက် major changes တွေလာဖို့တော့ရှိနေတယ်ပြီးရင်ဒီဖွဲရလူတွေမှာကအခုရောက်နေတာ Aries season ရောက်တဲ့အခါမှာ The Emperor ထွက်လာတဲ့အတွက်ဒီဖွဲမှာ Aries နဲ့သက်ဆိုင်တဲ့သူတွေ Aries ရာသီဘွားဒါမှမဟုတ်ရင်နေတဲ့ bad chat ထဲမှာ Aries sign များတဲ့သူမျိုး placement များတဲ့သူမျိုးတွေဖြစ်နိုင်ပါတယ်ပေါ့နော် positive ပေါ့ရင်းနဲ့မကြခင်မှာတငယ်ချင်းတွေပြန်ပြီးတော့ဆုံတွေ့တာမိသားစုတွေပြန်ပြီးတော့ဆုံတွေ့တာအဲ့လိုမျိုးလေးတွေတွေ့ရတယ်ကိုယ့်ရဲ့ဒီပျော်စရာကောင်းတဲ့ကိုနှိမ့်ချိုက်တဲ့သူတွေနဲ့ပေါ့လေအဓိကတော့တငယ်ချင်းမိသားစုဆိုတာထက်ကိုစိတ်ပျော်ရွှင်စေတဲ့သူတွေနဲ့အဲ့လိုလူတွေနဲ့ဆုံတွေ့ခွင့်ရတာမျိုးလေးတွေပြန်ပြီးတော့မှခရီးထွက်တာ picnic ထွက်တာမျိုးလေးတွေအဲ့လိုမျိုးလေးတွေတွေ့ရတဲ့အတွက်ဝမ်းသာမိပါတယ်မကြခင်မှာကျမတို့ကလည်းတကြံရာဒီကိုရောက်တော့မှဆိုတဲ့အခါကျတော့မိသားစုတွေပြန်ဆုံတွေ့တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော် vacation တွေထွက်ကြတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပြီးတော့ရင်ဒီဖွဲ့ရွေးတဲ့သူတွေအတွက် jam ကတ်လေးသူကတော်တော်ထွက်လာတဲ့ကတ်လေးကလည်းအရန်ကောင်းတယ်တန်းတော့ပန်တုတ်ကဲဆိုပြီးတော့ထွက်လာတာဖြစ်တဲ့အတွက်အရန်ကိုပြောစရာကောင်းတဲ့အချိန်ကာလလို့ပြောလို့ရတယ်ကတ်ကလေးကဒီထဲမှာဆိုလို့ရှိရင်အရန်ချစ်ဖို့ကောင်းတယ်မိသားစုတွေပြန်ဆုံနေကြတဲ့ကတ်ကလေးတိရစ္ဆာန်လေးတွေလည်းပါမယ်မိသားစုတွေလည်းပါမယ်ပြီးသွားလို့ရှိရင်ငွေကြေးအဖြစ်ဆိုရင်လည်းအရန်ကိုပဲပြည့်စုံကြွယ်ဝတဲ့အခြေအနေမျိုးတွေရောက်မယ်ဆိုတဲ့အခါကျတော့တော်တော်လေးပျော်ရွှင်ဖို့ကောင်းမယ်ပေါ့နော်final result ကတော့ပျော်ရွှင်ဖို့ကောင်းတယ်ဒါပေမဲ့လက်ရှိအခြေအနေမှာဘာတွေဖြစ်နေလဲဆိုတဲ့အခါကျတော့ပြီးခဲ့တဲ့ဒီပေါ့မကြသေးခင်ကပြီးခဲ့တဲ့အတိတ်ကိုပြောလို့ရတယ်ပေါ့နော်အဲ့ဒီကာလမှာဆိုလို့ရှိရင်တော့နည်းနည်းလေးကိုရည်မှန်းထားတဲ့ကိစ္စတစ်ခုကမပြေဝသေးဘူး
မရောက်လာသေးဘူးမရလာသေးတဲ့အခါကျတော့စိတ်ပန်းလူပန်းနဲ့ကိုပဲအဲ့ဒီအတွက်ကိုပဲအဆောင်ခေါ်ဆိုင်စူးစမ်းနေခဲ့ပုံရတယ်ဒီဘက်ကလူတွေမှာကိုယ့်ရဲ့ဆိုင်ရာပေါ့နော်ကိုယ့်ရဲ့သက်ဆိုင်တဲ့ဥတီချက်တွေရှိကြလိမ့်မယ်အဲ့ဒီဥတီချက်တွေကိုသွားနေကြတယ်လမ်းကူးလက်ကိုရောက်နေတယ်လို့ယူဆလို့ရတယ်ပညာရေးနဲ့ပတ်သက်တဲ့သူကလည်းပညာရေးပေါ့ငွေကြီးနဲ့ပတ်သက်တဲ့သူကလည်းငွေကြီးဒါမှမဟုတ်အလုပ်ရှာနေတဲ့သူတို့ဆိုလည်းအလုပ်ပေါ့နော်ဒါမှမဟုတ်အခြေရှာနေတဲ့သူဆိုလည်းအချစ်ပေါ့အဲ့လိုမျိုးပေါ့ကိုယ်နဲ့သက်ဆိုင်တယ်လို့ယူလို့ရပါတယ်ဒါက general reading ဖြစ်ပါတယ်ဆိုတဲ့အခါကျတော့အဲ့ဒါမှဆိုလို့ရှိရင်ဟိုပြီးခဲ့တဲ့အတိတ်မှာဆိုလို့ရှိရင်on the ongoing ပေါ့နော်ပြောလို့ရှိရင် on the process ဖြစ်နေတာဒါကဟိုဒီ transaction တစ်ခုကိုဖြတ်နေတဲ့ကာလလို့ပြောလို့ရတယ်လက်ရှိကာလမှာအဲ့ဒီ result ကိုသိရပြီလားဆိုရင်မသိရသေးဘူးခဏဆောင်ရအောင်မယ်result အနေနဲ့ကပြောလို့ရှိရင်လေဟို result ကောင်းတော့ result ကောင်းဖြစ်မှာဒါပေမဲ့ကိုယ့်ပေါ်မှာအများကြီးမူတည်နေပုံရတယ်ကိုကအဲ့ဒီဟာတွေကိုတကယ်ပဲလူချင်းနဲ့လက်ခံနိုင်ပြီလားပေါ့နော်ဒါမှမဟုတ်ခွင့်ရေးတွေရလာတယ်ဆိုတော့ကိုကဒါကိုတေချာလေးလက်ကမ်းကြိုဆိုမိရလားပေါ့နော်အဲ့ဒါလေးပြန်ပြီးစဉ်းစားဖို့လိုအပ်တယ်ခုလက်ရှိကာလမှာနည်းနည်းလေး delay လေးတွေဖြစ်နေတာကိုသိချင်တာလေးတွေက delay ဖြစ်နေတယ် result တွေမသိရနေဘူးဥပမာဆိုကြပါစို့အလုပ်လျှောက်ထားတယ်ဆိုလို့ရှိရင် okay အလုပ်တွေကတော့ခေါ်တဲ့သူကလည်းအများကြီးပဲ interview တွေကလည်းရတယ်ဟာအလုပ်ကမရသေးဘူးလားပေါ့ result ကကြတော့နည်းနည်းလေး delay ဖြစ်နေတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေ့ရတယ်အခြေရေးမှာဆိုရင်လည်းဒီလိုပဲပေါ့ပြီးသွားလို့ရှိရင်ဒါပေမဲ့အနာဂတ်မှာကဘာတွေ့ရလဲဆိုတဲ့အခါကျတော့လေအနာဂတ်မှာကပျော်ရွှင်စရာဇာတ်သိမ်းဟိုကတော့လာမှာသေးလားဘာဖြစ်လို့မြန်ကတ်တရားဇောက်တိုးတွေကြီးပဲထွက်နေတာလဲမသိဘူးကိုယ်စီမှာတချို့လိုအပ်နေတဲ့အခြေခိုင်မှုအတွက်လိုအပ်နေတာလေးတွေရှိသေးတယ်လို့ထင်တယ်ပေါ့နော်နံပါတ်၄ကဏ္ဍနေဒီမှာအရန်ကိုပြတာသေးလား4လေးကြီးပဲဆိုတဲ့အခါကျတော့လေဟိုအခြေခံအောင်လုပ်ဖို့လိုအပ်နေတာဥပမာအလုပ်လျှောက်တဲ့သူဆိုလို့ရှိရင်လည်းဟိုငါဘာလိုအပ်နေတာလဲဆိုတော့ပြန်ဆန်းစစ်ဖို့လို့ထင်တယ်အခြေရေးဆိုရင်လည်းအခြေရေးမိသားစုရေးမှာဆိုရင်လည်းမိသားစုရေးငွေကြေးဆိုလည်းငွေကြေးပေါ့နော်ကိုယ်နဲ့သက်ဆိုင်တဲ့ဘက်မှာငါဘာလိုအပ်နေသေးတာလဲဘာအခြေခံမှုအခြေခံတစ်ခုမှာအပေါ်ရန်ကြီးလိုက်ရင်တော့အားလုံးအပြည့်စုံနေရတယ်ဒါပေမဲ့အခြေခံမှုအတွက်ဆိုရင်ဘာလိုအပ်နေရလဲအဲ့ဒီဟာလေးကိုသိဖို့ပြန်ဆန်းစစ်ဖို့အချိန်ကာလလို့မြင်မိတယ်ထွက်လာတဲ့ဒီ oracle တွေအရဆိုလို့ရှိရင်လည်းသူကဒီကိုအတွက်အဖြေကမသိနိုင်သေးဘူးဆိုတော့ maybe ဖြစ်ဖို့များတာကဒီ4လပိုင်းမှာသိရင်သိမသိလို့ရှိရင်တချို့တွေအတွက်က4လလောက်ကြာမှာပေါ့နော်4လလောက်ကြာမှာ9လပိုင်းလောက်မှာသိရဖို့များတယ်ဒီ4ဘက်ကနေ4လတော့အတွင်းဖြစ်လိမ့်မယ်4ဘက်ဆိုရင်လည်းဒီ4လပိုင်းထဲမှာပဲဖြစ်မှာ4လလောက်ဆိုလို့ရှိရင်လည်း9လပိုင်းစီရောက်သွားမှာပေါ့နော်အဲ့လိုမျိုးအချိန်ကာလမျိုးမှာတော့ကိုသိကျင်တဲ့အဖြေတွေဒါမှမဟုတ်လို့ရှိရင်လည်းကိုသိခွင့်ရမယ်ကိစ္စဝါတွေအဲ့ဒါမျိုးတွေမြင်နေရလိမ့်မယ်အခုလက်ရှိကာလမှာကတော့ you are there flying in the sky no you are on the way you are in the right path but you haven't reached there yet so have to be wait for a while and then need to be patient တော့ဒီ lighthouse ကတ်လေးတွေကကြတော့မပြောလဲဆိုတဲ့အခါမှာထွက်လာတာကလူတွေကတဲ့အဲ့ဒါခုနကပြောလိုက်တာနဲ့ကွက်တီပဲလူတွေကတဲ့ဒီကိုယ့်ရဲ့အမှောင်ချမ်းနဲ့အလင်းချမ်းဆိုလို့ရှိရင်အမှောင်ချမ်းကိုသိပြီးတော့မမြင်ကြဘူးပေါ့နော်အဲ့တော့အမှောင်ချမ်းရောအလင်းချမ်းရောကိုမြင်အောင်ကြည့်ပါကိုအတွက်ကိုကဘာလို့အပ်နေရလဲအရင်ကကိုကြည့်ပေါ့နော်သူများလို့ဆိုရင်တော့ဒီကိုကမကောင်းတဲ့အရာဆိုရင်အရင်လက်ညှိုးထိုးရတာမြင်တယ်ဒါပေမဲ့ကိုပြန်ကြည့်ဖို့ကြအလူတွေမှာမိမိနေတတ်တာပေါ့နော်အဲ့တော့ကြောင့်မို့လို့ကိုပြန်ကြည့်ပါဘုရားဟောတဲ့အတိုင်းပဲမျက်စိမှာပြိပတာပေါ့နော်အလဲလက်လန်းစင်ကိုသိဖို့အတွက်ဆိုလို့ရှိရင်အရင်ဆုံးတော့အမှောင်ရောအလင်းရောသိပြီးတော့မှအလဲလက်လန်းစင်ဆိုတာသိတိုင်တာပေါ့လေပြီးရင်ကကျတော့ energy ရဆိုရင်ကကျတော့ဘာတွေ့လဲဆိုတဲ့အခါကျတော့အဲ့လိုမျိုးဒီကက်လေးကလည်းဆက်နေတာအဲ့လိုမျိုးသိခွင့်ရပြီဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့ဒီ awaken head ပေါ့နော်ဒီနှလုံးကိုယ့်ရဲ့နှလုံးသားလေးကဘာဖြစ်လာလဲဆိုတော့လူတိုင်းအပေါ်မှာကိုညီလူစိတ်တွေပေါ်လာလိမ့်မယ်တဲ့အဲ့တော့လူတိုင်းအပေါ်မှာတသွေးတဲ့တသားတဲ့နဲ့အတူတူပဲတန်းတူညီလူဖြစ်သွားလိမ့်မယ်
အားလုံးကိုတာသူညီမပေါ့နော်ဟိုချစ်တဲ့သူမို့လို့ပို့ပေးလိုက်မယ်မုန်းတဲ့သူမို့လို့ရော့ပေးလိုက်မယ်အဲ့လိုမျိုးမဟုတ်တော့ဘဲနဲ့အကုန်လုံးကိုတန်းတူညီတူဆက်ဆံနိုင်သွားလိမ့်မယ်တဲ့အဲ့ဒါဆိုတော့ဒီဘက်မှာကဘာဖြစ်နေလဲဆိုတော့ကိုပြန်ပြီးတော့မှ reflection လုပ်ရမယ့်အချိန်ကာလလို့မြင်မိတယ်။ညီကုန်းအနေနဲ့ရလေ။အဲ့တော့တစ်ချက်ပြန်ပြီးတော့စဉ်းစားကြည့်ကြည့်ပါ။ဘာတွေများလိုအပ်နေတာလဲ။အလုပ်ရှောင်နေတဲ့တွေ့ဆိုရင်ကိုယ့်ရဲ့ CV ကတကယ်ရောပြည့်စုံရဲ့လား။တကယ်ရောဟိုဘက်ကအလုပ်ရှင်ကလိုအပ်တာနဲ့ကိုဖြည့်ထားတဲ့ဟာတွေနဲ့ကိုက်ညီမှုရှိရဲ့လား။တစ်ချက်ပြန်ပြီးစမ်းစစ်ကြည့်ပါနော်။ကျေးဇူးတင်ပါတယ်။အဲ့တော့နံပါတ်2ကဒီကက်ကလေးနော်ဒီကက်ကလေးကဘာပြောလဲဆိုတော့ is right တဲ့သူကတော့net ပြရောင်လေးနဲ့တူတယ် meditative and dreamy is right is a soft poverty to represent rich blue combined with mineral တဲ့ရှင်မြတ်တောက်ကြပါနော်ဒီတောက်ဖို့မင်းနေကြတယ် materialistic, the vain and always craving, there's not a judgment, thus almost all of us, the Leos especially, wow, Leo တွေများမယ်နဲ့တူတဲ့ဒီဖွဲ့ကိုရေးထားတဲ့အထဲမှာလက်တွေ့သမားတွေများတယ်ပြီးသွားလို့ရှိရင်ဒီလက်တွေ့သမားတွေများတယ်ပြီးသွားလို့ရှိရင်ဟိုကလေခုနရေမြမြတောက်ပါလို့တော့ပြောလိုက်တယ်နော်ပြီးလို့ရှိရင်လေအာယုံကြောအားနေတာတွေဘာတွေရှိရဆိုရင်ယူဆိုင်ကြပါအာယုံကြောပိုင်းတွေတွေ့ရတယ်ပြီးတော့ရင်သူကဘာအတွက်လဲဆိုတော့တရားလည်းလုပ်ဖို့လိုအပ်တယ်ဒီကြောက်ကလေးဒီတကယ်လို့မြန်ကိုကဥမာဟိုပေါ့ဘုရားတရားလုံးဖို့တွေဟိုဘုရားတရားဆိုတာထက်လေmaybe တရားထိုင်တာမျိုးဆိုလို့ရှိရင်ဒီကြောက်ကလေးတွေကိုဆောင်လို့ရတယ်တရားထိုင်တဲ့အချိန်မှာအဲ့လိုမျိုးမြင်မိတာကတော့ပြီးအိမ်မက်ကောင်းနေရတယ်ပေါ့နော်အိမ်မက်ကောင်းနေစိတ်ကူးကောင်းနေအဲ့လိုမျိုးလေးတွေအတွက်ဆိုရင်ဒီလိုအယောင်ကြောက်ကလေးတွေဆောင်လို့ရတယ်ဟုတ်ကဲ့ချပြပါမယ်တူရဲ့ energy ကဟွာခုကြည့်ပေးမယ့်ပုံစံကြတော့ပြီးခဲ့တဲ့မကြခင်ကပြီးခဲ့တဲ့ကာလရဲ့ခုလက်ရှိအခြေအနေရဲ့မကြသေးခင်မှာကြုံရမယ့်အနာဂတ်ရဲ့ဖြစ်ပါတယ်သူလေးပဲပါကြမလို့ဒါ jam ကတ်ပေါ့နော်ခုနကလည်း jam ကတ်ဒီကတ်ထုတ်အသေးလေးက jam ကတ်ထွက်တယ်ခုနကလည်းကတ်
jump ကတစ်ခါထွက်တယ် universe ကပေးနေရနော်ဒါကျွန်တော်ထင်တယ်ဒီမှာလည်းတွေ့နေရ Oh 3 of cups ကဒီကနေ့ဒီဖွဲ့ရကြတော့ number 3ရထူးကြတယ်မိကြလေးလည်းအများကြီးပဲဆိုင်နေလဲဆိုတာတော့မပြောလိုက်မေ့သွားတယ်လူတွေတကယ်ကိုသွားကြမယ်သူတွေဘယ်ကိုလဲတော့မသိဘူး transformation အကြီးလာနေပါတယ်တဲ့ transformation အကြီးလာနေပါတယ်ခုကနေစလို့တချို့တွေအတွက်ဆိုလို့ရှိရင်လာမယ့် Scorpio season လောက်ထိတောင်သွားမလားမသိဘူးပေါ့နော်တချို့ရည်ရွယ်ထားတဲ့ကိစ္စတွေဒါက January reading ဖြစ်ပါတယ် January reading ဖြစ်တဲ့အတွက်ကိုယ်နဲ့ကြိုက်တယ်လို့ယူလို့ရပါတယ်ပြီးရင်တချို့တွေကျမ်းမာရေး view site ကြပါဒီ dev cut ကြီးကနည်းနည်းကြောက်စရာကောင်းတယ်တော့ခါမှဒီ dev cut ကြီးမမြင်ဘူးတဲ့အခါကျတော့ဒီမျိုးကြီးပဲခုနကလူတွေကိုလည်းကျမ်းမာရေးယူဆိုင်ကြပါကိုကသတိပေးပေးပါနော်energy ရဆိုရင်တော့လေပြောရရင်စိတ်ချမ်းသာကိုယ်ချမ်းသာတော့ရှိနေကြတယ်ပြီးသွားလို့ရှိရင်ငွေကြေးအဖြစ်ဆိုလို့ရှိရင်လည်းပြည့်စုံနေတဲ့ကာလမျိုးလို့ပြောလို့ရတယ်ဒီဖွဲ့ရသူတွေမှာပြီးခဲ့တဲ့အတိတ်ကာလမှာပေါ့နော်ဟိုခဏမကြသေးခင်ကအတိတ်ကာလမှာလည်းပဲပျော်ပျော်ရွှင်ရွှင်နဲ့ပဲရှိနေခဲ့ကြတယ်ပြီးတော့တခုခုကိုကရင်ဆိုင်မှုအတွက်ဆိုလို့ရှိရင်လည်းပဲစိတ်အေးလက်အေးနဲ့ကိုပဲအေးအေးဆေးဆေးအချိန်ယူပြီးတော့မှစဉ်းစားပြီးအဆုံးဖြတ်ထားတဲ့ကိစ္စလို့ယူဆလို့ရတယ်ပေါ့နော်ဒီအဖွဲ့မှာကကြတော့အဲ့တော့လက်ရှိကာလမှာအခုလက်ရှိကာလမှာဆိုလို့ရှိရင်ကကြတော့ balancing ဖြစ်အောင်လို့စူးစမ်းပြီးတော့နေကြတာမျိုးသူကနည်းနည်းလေး result ကနှေးတဲ့အခါကျတော့ကိုကတော့အဲ့ဒါကိုစူးစမ်းပြီးတော့ရင်ဆိုင်နေကြတယ်လို့ဒီဖွဲ့အမြင်မိတယ် maybe ဖြစ်ဖို့များတာကကိုမျှော်မှန်းထားတဲ့အရာတွေကလည်းဖြည်းဖြည်းချင်းပဲလုံးမရမယ်ဆိုတာကိုသိပုံရတယ်အဲ့ဒါကြောင့်လည်းပဲစိတ်အေးလက်အေးနဲ့ကိုအေးအေးဆေးဆေးအချိန်ယူပြီးတော့နေကြတာနဲ့တူတယ်ဘာပဲပြောစိတ်အရန်ကြီးပန်းနစ်ဖြစ်မနေဘူးပေါ့နော်ပြောရလို့ရှိရင်လူကျင်တာကလူကျင်နေဆိုအောင်တော့လဲအေးအေးဆေးဆေးပဲတစ်စင်ချင်းစီသွားမယ်ဆိုတဲ့သူတွေမျိုးဒီဖွဲ့ရလို့ရကြတော့လေဒီဖွဲ့ထဲမှာစိုင်းနေတယ်တော်တော်လေးစုံတာတွေ့ရတယ်အဲစိုင်းမထူအဲစိုင်းကလွယ်ရင်ကျန်တဲ့စိုင်းတွေပါတယ်ပေါ့နော်ပြောလို့ရှိရင်မကြသေးခင်အနာဂတ်မှာတချို့တွေနေရာပြောင်းအရက်ပြောင်းနေတွေ့ရတယ်နော်နေရာပြောင်းအရက်ပြောင်းနေတွေ့ရတယ်လို့မျိုးချို့တွေအောင်မခံရတော့မယ်တဲ့အောင်မခံရတော့မယ်ပြီးသွားလို့ရှိရင်ဟိုအပေးအကန့်ရရောတာမျိုးတွေတွေ့ရတယ်အဲ့လိုမျိုးအောင်မခံခင်အောင်ဘယ်လိုပြောရမလဲ result မသိရခင်ပေါ့နော် result မသိရခင်မှာတော့နည်းနည်းလေးပင်ပန်းရတာမျိုးလေးရှိမယ်တချို့တွေဆိုလို့ရှိရင်ကိုနှစ်သက်သဘောကျတဲ့အလုပ်တွေပါတွေကိုဆုံးခွာပြီးတော့မှအသက်ကိုပြောင်းရွှေ့ရတာ
တော့မို့နှစ်သက်သဘောကျတဲ့သူတွေနဲ့အဆက်အသွယ်ပြတ်ရတာဒါမှမဟုတ်လို့ရှိရင်လည်းနေရာထိုင်ခင်းပြောင်းရွှေ့ရတဲ့အတွက်ကြောင့်မို့လို့ပါပဲပြောတနေရာနဲ့တနေရာပြောင်းပြီဆိုမှတော့သူကအခြေချဖို့တော့ကအချိန်ယူရသေးတယ်နော်အဲ့လိုမျိုးဖြစ်တဲ့အခါကျတော့အဲ့လိုမျိုးလေးတွေမှာနည်းနည်းလေးအချိန်ယူရတာမျိုးလေးတော့ရှိလိမ့်မယ်တချို့အခန်းကဏ္ဍလေးတွေတပိုင်းဖြတ်တဲ့ဟာတွေကိုဖြတ်ကြရလိမ့်မယ်ပေါ့နော်ဒီမှာလည်းပဲသူကပြထားတာဆိုတော့ကို transformation ကလာမှာကအကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုမလိုအပ်တဲ့တချို့အရာတွေမှာတန်ရောင်းစင်ကြိုးတွေကိုဖြတ်တောက်ဖို့လိုလိမ့်မယ်ဖြတ်လဲဖြတ်ခဲ့ကြရလိမ့်မယ်အဲ့လိုဖြတ်ရတဲ့အတွက်လည်းနည်းနည်းတော့စိတ်ပင်ပန်းမှုလေးတွေတော့ရှိလိမ့်မယ်ဒါပေမဲ့လည်းစူးစမ်းပြီးတော့ရက်တည်နေတယ်စူးစမ်းပြီးရက်တည်တဲ့အခါမှာ balance ဖြစ်ဖို့ကတော့တော်တော်လေးအရေးကြီးတယ်ပေါ့နော်အခုကာလမှာကြတော့လေပြီးတော့ jam ကထွက်လာတာကကြတော့universe ကတော့ဆောင်းချောက်ပေးနေတယ်ကိုယ့်အတွက်ကိုစိတ်အေးချမ်းမှုအတွက်ကိုပေါ့နော်စိတ်အေးချမ်းမှုအတွက်ကိုတော်တော်လေးကိုသူ့ဘက်ကနေပြီးတော့ဆောင်းချောက်ပေးနေတယ်ဒါကြောင့်လည်းနေလို့ဖြည့်တာတဲ့ပုံစံမျိုးကိုမြင်ရတယ်အရင်စစိုးဝါးကြီးပင်ပန်းမနေဘူးလူပင်ပန်းနေအောင်တော့စိတ်ကတော့မပင်ပန်းနေဘူးစိတ်မပင်ပန်းတာတော်တော်ကောင်းတယ်မဟုတ်လို့ရှိရင်လူရောစိတ်ရောပင်ပန်းတဲ့အခါမှာလူကမခံမရနိုင်ပါဘူးလေနော်အဲ့လိုမျိုးဆိုတော့အခန်းကဏ္ဍအသစ်တွေကတော့တကယ်ကိုစရမှာ new chapter တွေက chapter တစ်ခုကိုရက်နောက်တစ် chapter အသစ်ကလာမယ်အဲ့လိုပုံစံမျိုးအဲ့တော့ကိုပိတ်သိမ်းတဲ့ chapter တွေကိုပိတ်သိမ်းဖို့ကြိုးစားပါနော်ဘာလို့လဲဆိုဒီမှာလည်းပဲအရွေပဲသူကသွားရမှာကိုကမသွားလို့ရှိရင်တော့ကိုကဘဲမှမသွားဘူးဆိုရင်တော့ကိုကလာခေါ်နေပြီအဲ့တော့ဘဲကိုဘယ်လိုလုပ်မှာလဲပေါ့ကိုပေါ်ပဲမူတည်တာဆိုတော့ကိုကပြောင်းလဲခြင်းနဲ့စိတ်ရှိတယ်ဆိုလို့ရှိရင်သွားမှရမှာဒီဘက်မှာနံပါတ်3နေအရင်များတယ်တော့333သုံးငန်းသမားတွေအရင်များတယ်ပြီးရင် live pad number 1တို့ဝိုင်း personal year number 1တို့အားလေးတွေ့ရတယ်If the light is in your heart, you will find your way home. ကျူတွေအိမ်လွမ်းနေကြတယ်တူတယ် Only in the darkness can you see the star. Martin Luther King. Only in the darkness သူကအလင်းရောင်ဆိုတဲ့အရာမျိုးကလည်းเนาะတကယ်မှောင်သွားပြီဆိုတော့မှအလင်းဆိုတော့မြင်ရတာလေအဲ့တော့ကြယ်ရောင်လေးပဲဖြစ်အောင်တော့အဲ့ဒါကတကယ်ကိုပဲမှောင်နေပြီဆိုတော့မှကြယ်ရောင်ဆိုတော့လည်းမြင်လို့ရတာမမှောင်သေးသေးကကြယ်ရဲ့အလင်းရောင်ဘယ်သူမှသတိမထားမိဘူးအဲ့လိုပုံစံမျိုးအဲ့တော့ကိုယ့်ရဲ့အလင်းရောင်ကဘယ်လိုရောင်မျိုးလဲဘယ်လိုအလင်းမျိုးဖြစ်ချင်တာလဲကိုပြန်ပြီးတော့မှသုံးသပ်နေတဲ့အချိန်ကာလလို့ပြောလို့ရတယ်home if light is in your heart အလင်းအောင်ရှင်းကိုယ်စီမှာအလင်းအောင်ရှိရဆိုလို့ရှိရင်ကိုကအိမ်ဝင်ပြန်ဖို့အတွက်ကိုလည်းပဲလမ်းကြောင်းကရှိမှာပဲတဲ့ဆိုတဲ့အခါကျတော့ကိုဘာဖြစ်ချင်တာလဲကိုသွားမဲ့လမ်းကိုသွားမဲ့ goal ကိုကလူတိုင်းမှာရှိကြတယ်ပေါ့နော်အဲ့တော့ကိုသွားမဲ့ကိုသိဖို့အတွက်ဆိုလို့ရှိရင်အလင်းအောင်တကယ်ရှိပြီလားဆိုတာကိုပြန်ပြီးတော့စဉ်းစားရမယ်ကိုရင်ထဲကအလင်းရောင်လေးမပြောက်သွားအောင်ယူစိုက်ပါနော်ပြီးတော့ဘာမှစိတ်ကြံသေးလဲဆိုတဲ့အခါကျတော့ဒီက lighthouse နဲ့ဒီကဟာလေးနဲ့သွားပြီးချိန်နေလို့အဲ့တော့တကယ်လို့မြန်ပေါ့နော် universe ကအခွင့်အရေးတွေပါပေးလာတယ်ဆိုလို့ရှိရင်မြင်အောင်ကြည့်ပါလက်စုပ်လက်ကင်ယူပါမဟုတ်လို့ရှိရင်နောက်တိုင်းရတတ်တယ်ဆုံးခွာရဖို့လိုအပ်တယ်ဆိုလို့ရှိရင်စိတ်ပိုင်းဖြတ်ပြီးတော့ဆုံးခွာဖို့ပြင်ဆင်မှာအဲ့ဒါမှပဲ result တွေအကောင်းမှာဖြစ်ပါတယ် Okay ပါအစီအမီပါစေရှင် Number 3
number 3လေးอ่ะဒီကက်ကလေးယူထားရတယ်ပေါ့နော် Opel တဲ့ Opel ကတော်တော်များများတော့ Opel အကြောင်းသိကြမယ်နဲ့တူတယ်ကျွန်တော်တော့မသိဘူး Opel စားတဲ့ well hydrated တဲ့ရေဓာတ်တွေပြည့်ဝနေတာ Amber's mineralized the precious Opel are blessed after for their rainbow sparkတကယ်တော့လေသူကဟိုဟာလေကာလာချင်းလို့ရတဲ့ဟာမျိုးမလားအင်ကာလာကတစ်ခုနဲ့တစ်ခုကာလာမတူဘူးအဲ့တော့ adaptive ပဲဖြစ်တဲ့လူတွေများပုံရတယ်ဒီအဖွဲ့ကိုရေးထားတဲ့သူတွေကလာရောညီတွေနေတတ်တာပေါ့နော်ပတ်ဝန်းကျင်နဲ့အတူတူ The all black wardrobe that set can benefit from black precious opal gold for color and spiritual protection also qualified artists can write fire open pan ဒီဖွဲ့ရသူတွေအတွက်ကကျမ်းမာရေးအနေနဲ့ဆိုရင်ဗာမြင်လဲဆိုတော့ဒီဖွဲ့တွေရေများများတောက်ပါနော်ပြီးွားရင်သက်ရှူတဲ့အပိုင်းဥပမာအသက်ရှူလမ်းကြောင်းတို့ဒါမှမဟုတ်လို့ရှိရင်နှလုံးသားနဲ့ပတ်သက်တဲ့ဟာပေါ့နော်အသေးတို့နှလုံးတို့အဲ့လိုမျိုးနဲ့ပတ်သက်တဲ့ဟာမျိုးတွေမှာနည်းနည်းလေးယူဆိုင်ဥပမာရင်ဘတ်ပေါ့လေရင်ဘတ်နဲ့ပတ်သက်တဲ့ဟာအသက်ရှူလိုက်လို့ရှိရင်ရင်ဘတ်အောက်နာမျိုးပါညာအဲ့လိုဟာမျိုးလေးနည်းနည်းလေးပြန်ပြီးစမ်းစစ်စီချင်တယ်သူကကြတော့ဘယ်လိုအခြေအနေမျိုးမှာသုံးဖို့လိုနေလဲဆိုတော့ကိုရီဟိုပြောလို့ရှိရင် project တွေပေါ့နော် project တစ်ခုခုလုပ်တာမျိုးဥမာ season တစ်ခုခုဆွဲလိုက်တယ်ပေါ့အဲ့ဒီ season တစ်ခုအတွက်ကိုကပြီးမြောက်ဖို့အတွက်လိုအပ်တယ်ဆိုလို့ရှိရင်အဲ့လိုကြောင့်မျိုးလေးတွေကိုစောင့်ပြီးတော့မှာကိုယ့်ကိုယ် motivation ပြန်လုပ်လို့ရတယ်ချာခြင်းပေါ့နော်ချာခြင်းပြန်သွင်းလို့ရတယ်ပေါ့လေချာခြင်းပြန်ပြီးတော့သွင်းလို့ရတယ်ပြီးတော့ Opel ကကြတော့အယောင်တွေပါကြီးကလည်းချိန်တဲ့အခါကျတော့ဒီတစ်ခါတော့ဒီကတ်ထုတ်ကပါ jam cut ထွက်လာတယ်ခုနအဖွဲ့နှစ်ဖွဲ့မှာတော့ jam cut မထွက်ဘူးဒီကတ်ထုတ်ကJudgment Call Designer Caps ဒီမှာသုံးသမားလေးတွေပါဖြစ်နေတာလေပြောစရာရှိရလဲမပြောကြဘူးပြောရှင်မှုတွေပြောင်းဆုံးနေကြတာအသေးကွဲမြဲခံထားကြရတာလားအသေးများကွဲနေကြတာလားအသေးခွဲခံရလို့ပဲမပြောနိုင်ကြတာလား
စရာကောင်းတဲ့အချိန်ကာလတွေရှိတယ်ဆိုပေမဲ့လည်းတဲ့မပြောနိုင်ဘူးဖြစ်နေတယ်တဲ့သူများပြောလို့ကိုမပြောနိုင်ဘောနော်အဲ့လိုပုံစံမျိုးတွေတွေ့ရတယ်ဗာများဖြစ်နေကြတယ်ဒီစိုက်ပါခုနကပဲပြောလိုက်တယ်နော်အသေးတို့နှလုံးတို့နဲ့ပတ်သက်တဲ့ဟာဆိုဒီမှာလည်းအသေးယူစိုက်ထားတာဒါတွေကနေရကိုယ့်ရဲ့နှလုံးသားလေးကောင်းမွန်ရဲ့လားကိုယ့်ရဲ့နှလုံးသားလေးကိုပြန်နားထောင်ပါကိုပြန်ဆန်းစစ်ပါပြီးရင်အဲ့ဒီဟုတ်တယ်ရင်ဘတ်နဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်ကျမကြီးတွေလိုအပ်လို့ရှိရင်စစ်ဆေးပါလိုအပ်နေတယ်ဘာတွေ့ရလဲဆိုတဲ့အခါကျတော့စိတ်ကကိုယ်စီမှာရှိရဲ့ဒီအာသာချက်တွေကိုအာသာချက်လို့ပြောရမှာပေါ့နော်ကိုယ်စီမှာရှိရဲ့အချက်လက်တွေပေါ့လေအဲ့ဒါတွေအကုန်လုံးမမြင်မဲနဲ့ဘာလို့သူများရဲ့ဟာတွေကိုတွားပြီးတော့မှငေးမောနေမိတယ်ဆိုတာကိုပြန်ပြီးဆန်းစစ်ရမယ့်အချိန်ကာလပေါ့နော်အဓိကကတော့ emotional စိတ်သက်ကြနေတဲ့ပုံစံမယ်ဒီဖွဲ့ရလူတွေကိုနဲ့သက်ဆိုင်တဲ့အပိုင်းမှာပေါ့နော်ဒီ region generated ဖြစ်ပါတယ်ဒီအတွက်တောင်မလို့ကိုနဲ့သက်ဆိုင်တယ်လို့ယူပါနော်စိတ်နဲ့ပတ်သက်ပြီးတော့မှစိတ်အလိုမကျဖြစ်တာပေါ့လေအဓိကကတော့ပြောရလို့ရှိရင်ငါဒါလိုချင်တယ်ကိုကဒါလိုချင်တယ်ဒါပေမဲ့ universe ကပေးတာကတခြားဟာဖြစ်နေတယ်အဲ့တော့ကိုခွန်းနဲ့ပေးတဲ့ဟာတွေကမကိုက်နေတဲ့အခါကျတော့ပြောရရင်ကိုမှရှိတဲ့တခြားခွန်းနဲ့ဖြည့်ပြီးတော့သွားယူမှာဆိုရင်တော့လည်းမယူဘူးအဲ့လိုမျိုးတွေဖြစ်နေတာဖြစ်တဲ့အတွက်ကိုမှဘာရှိလဲဆိုတော့အရင်ပြန်ကြည့်ဖို့လိုအပ်နေတယ်ကိုမှဘာရှိလဲအဲ့ဒီရှိတဲ့အရာနဲ့ရောကိုလိုချင်တဲ့အရာကိုမရနိုင်သေးဘူးဆိုရင်ဘယ်လိုဖြည့်စီလို့ရမလဲဘာတွေဖြည့်စီရမှာလဲအဲ့ဒါလေးတွေပြန်ပြီးစမ်းစစ်ဖို့လိုအပ်နေတယ်အခု energy အရာစိတ်တက်ကြနေတယ်ဆိုရင်လည်း fighting မှာအားရထားပါမကြခင်မှာပျော်ရွှင်မှုတွေလာပါတော့မယ်အဲ့ဒီအတွက်ကြောင့်လည်းပဲဘာလို့စိတ်တက်ကြတာလဲဆိုတော့လေကိုကလေကိုတစ်ချိန်မှာတော့ကကိုစူးစမ်းခဲ့တဲ့ကိုစိုက်ပျိုးခဲ့တဲ့အပင်တွေရှိလိမ့်မယ်ပေါ့နော်ကိုစိုက်ပျိုးခဲ့တာဥပမာပညာရေးဆိုလို့ရှိရင်လည်းဟာငါတင်ပွဲတွေယူထားတာဆိုပြီးတော့မှအဲ့လိုမျိုးတွေဖြစ်လိမ့်မယ်ဒါပေမဲ့တကယ်တမ်းကျတော့အဲ့ချိန်ခုနေချိန်မျိုးမှာအဲ့ဒါတွေကိုသုံးလို့ရမနေဘူးကိုကတော့ရင်းနှီးထားလိုက်ရပြီဒါပေမဲ့အသီးပွင့်တွေကစားလို့ရမရသူဖြစ်လာတဲ့အသီးပွင့်နဲ့ကိုစားကျင်တဲ့အသီးတွေကမကိုက်ဘူးအဲ့တော့အဲ့လိုမျိုးတွေဖြစ်နေတာပေါ့နော်အဲ့တော့ဟိုနည်းနည်းလေးစိတ်ထဲမှာလည်းမယောင်ရဲနိုင်တဲ့ကိစ္စလေးတွေရှိပုံရတယ်ဒီဘက်မှာကျတော့အဲ့လိုမျိုးလေးမြင်မိတယ်ဟိုမှာကိုစားကျင်တာပန်းသီးဒါပေမဲ့အသီးလာတာလိမ္မော်သီးမကိုက်နေတဲ့အခါကျတော့မလိုချင်ဘူးပေါ့လေအဲ့လိုမျိုးအဲ့တော့ပေးတဲ့ဟာကိုခဏအနေနဲ့ပဲယူမလားဒါမှမဟုတ်လို့ရှိရင်ကိုလိုချင်တဲ့အရာကိုမရရအောင်လုပ်မလားဒါပဲရှိပါတယ်ပေါ့နော်ပြီးခဲ့တဲ့ဒီမကြသေးခင်ကပြီးခဲ့တဲ့အတိတ်ကိုပြန်ကြည့်ရလို့ရှိရင်ဒီဘွဲ့ရလူတွေမှာအခွင့်အရေးရရှိခဲ့ပုံရတယ်အခွင့်အရေးတစ်ခုရရှိခဲ့ပုံရတယ်ဒါမှမဟုတ်အဲ့ဒီအခွင့်အရေးကိုလက်ဆုပ်လက်ကင်မယူခဲ့မိလို့ပဲနောင်တရနေကြတာမျိုးလားအဲ့လိုလေးလည်းတစ်ချက်တွေးမိတယ်ပေါ့နော်ဖြစ်ဖို့များတာကကိုယ့်ကိုအခွင့်အရေးတစ်ခုတော့ပေးခဲ့တယ်ပြီးသွားရင်ဒါမှမဟုတ်လို့ရှိရင်တချို့တွေကကြတော့ maybe major changes တခုခုdecision လုပ်ခဲ့ရတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့ decision လုပ်ခဲ့ရတဲ့ဟာပေါ်မှာမူတည်ပြီးတော့မှလူကနည်းနည်းလေး emotionally breakdown ဖြစ်နေတာလို့မြင်မိတယ် even ကိုနာမှာပျော်ရွှင်မဲ့သူတွေရှိတာတော့မှာပဲကိုမှာအရင်ပျော်ရွှင်မနေဘူးဆိုတဲ့ဟာမျိုးတွေ့ရတယ်တော်သေးတာကိုနာမှာပဝန်းကျင်ကောင်းတငယ်ချင်းကောင်းမိတ်ဆွေကောင်းတွေရှိတဲ့အတွက်တော့ဝမ်းသာစရာကောင်းတယ်အခုလက်ရှိကာလမှာကိုကအဲ့တော့ကိုကပြောခြင်းမဲ့လည်းခုနပြောသလိုပဲကိုကပြဝပြောမနေဘူးပွဲသေးလားဒီဖွဲ့ကိုကြည့်ရတာပြောစရာကြီးကလည်းရှိနေတယ်သူများတွေကတော့ကိုကိုကြည့်ပြီးအားကြရင်အားကြနေလိမ့်မယ်ကိုကကျတော့အဲ့ဒီဟာကြီးကိုမဟုတ်နေဘူးအဲ့ဒီဟာကြီးမှာအဲ့ဒီဘဝကြီးမှာမပြောမွေ့နေဘူးဘာလို့နေမှလည်းမသိနေဘူးဒီလားတခုခုတော့ loss ဖြစ်နေရတော့သိကြတယ်ကိုကပေးနိုင်ကမ်းနိုင်တယ်ဆိုတော့အဲ့ဒါကိုအဲ့ဒါကကိုတကယ်လိုချင်တဲ့ဘဝမျိုးလားပေါ့နော်အဲ့လိုမျိုးတွေပြန်ပြီးတော့မိကုန်းတွေထုတ်ပြီးကိုယ့်ဘာသာကိုစိတ်ထဲမှာတမျိုးတွေဖြစ်နေတာသိမကြခင်ကာလမှာဘာတွေ့ရလဲဆိုတဲ့အခါကျတော့လေသူ energy ကအရင်ကောင်းနေအတွေးတွေကြားထဲမှာပိတ်မိနေအတွေးတွေကနေရုံးထွက်ဖို့လိုအပ်နေတဲ့ဒီဘက်
ကြတော့နံပါတ်အားဖြင့်ဆိုရင်နံပါတ်9ကိုပို့ပြီးတော့မှအားတာမှုတွေ့ရတယ် Story very important တကယ်ပဲထွက်လာတဲ့ကတည်းကလည်း Oregon နဲ့ထပ်ကြည့်ရတယ်ဒီလိုမျိုးပဲကိုမမြင်နေတာပေါ့နော်မမြင်နေတာဆိုတော့ကိုသွားမယ်လမ်းကလည်းနည်းနည်းလေးတော့ခတ်ပုံရတယ်ကိုရွေးချယ်ထားတဲ့လမ်းကလည်းလေကိုရွေးချယ်ထားတဲ့လမ်းကလည်းနည်းနည်းလေးခတ်တဲ့အခါကျတော့ခြေကွဲပြီးတော့မှတွေးတွေပြန်ပြီးတော့တွေးနေတာပေါ့နော်ပြီးတော့ကိုကဒီလမ်းကိုရွေးခဲ့တာလည်းကိုတယောက်တည်းပုံပေါ်ထုစစ်ထားတဲ့အနေနဲ့တူတယ်ဥမာကွယ်ပြောရလို့ရှိရင်မိသားစုကသဘောမတူတဲ့လမ်းကိုကိုကရွေးထားမိတာမျိုးကိုတူးကိုခြုံပြီးတော့ကိုဘဝကိုရှောင်နေတဲ့နည်းနည်းအထီးကျန်တဲ့သူမျိုးတယောက်တည်းဖြစ်နေတဲ့သူမျိုးအဲ့လိုမျိုးတွေဆိုလို့ရှိရင်ပို့ပြီးတော့ကြိုင်မယ်နဲ့တူတယ်အဲ့လိုမျိုးပြောရင်အဲ့လိုမျိုးဖြစ်တဲ့အခါမှာတစ်ခါလေးအခွင့်အရေးတစ်ခါလေးအခက်အခဲကြုံတဲ့အခါကျတော့တယောက်တည်းပဲဖြည့်ရှင်းရတော့တယ်ပေါ့နော်သူများတွေကိုလည်းပြောပြမနေတော့ပါဘူးငါးပါးငါပဲဖြည့်ရှင်းလိုက်ပါတော့မယ်ဆိုပြီးတော့မှကိုယ့်ဘာသာကို loneliness ဖြစ်လို့ပဲဒီလိုမျိုး emotion တွေဖြစ်နေတာလားလို့မြင်မိတယ်ဒါမဲ့တကယ်တမ်းကကိုနာမှာကိုညီပေးမဲ့အဖော်တွေကရှိတယ်ကိုကမပြောတာတွေကကိုယ်တော့အားကြရင်အားကြနေအောင်ကိုကတော့ပျော်မနေဘူးကိုရတဲ့ဘဝကိုကြတော့like keeper တဲ့အိုးမှန်ကြည့်အောင်အရောင်လေးအစတူနေနော် People are like stained glass windows that they sparkle and shine when the sun is out but when the darkness set in their true beauty is revealed only if there is light from within oh my gosh darkness reveals at the roof of the lighthouse. အလင်းတွေကိုပြလိုက်ပါဘာဖြစ်လို့တင်ထားတာလဲဒီအခွင့်မှာတခုပေါ်လာတာလေကိုရင်မဆိုင်ခြင်းနဲ့dark side တွေကိုမြင်လိုက်ရလို့ပဲစိတ်ကိုအလိုမကျဖြစ်နေတာလားပေါ့နော်ကိုနိုင်ကဖြစ်စေကိုချစ်ရတဲ့သူတယောက်ကဖြစ်စေပေါ့နော်အဲ့လို dark side မျိုးကိုမြင်လိုက်ရတဲ့အခါမှာအရန်ကိုပဲတုံ့နှုတ်ပြီးတော့မှစိတ်ကနည်းနည်းလေးအဆင်မပြေဖြစ်တာလားလို့လည်းထင်မိတယ်ဒါကြတော့ဘာပြောချင်တာလဲဆိုတဲ့အခါကျတော့လူတွေကတကယ်တော့လေဟိုပေါ့ကာလာလေးတွေစုံနေကာလာဘူးဖြစ်နေရင်ကြိုက်ကြတာပေါ့နော်အလင်းရောင်အောင်မှာကြတော့တကယ်တမ်းမှောင်ပြီဆိုတဲ့အခါကျတော့ဒီအယောင်တွေကမမြင်ရတော့ဘူးလေနော်တကယ်စစ်မှန်တဲ့အလင်းရောင်တစ်ခုကိုပဲအသေးချာရွေးရတော့မှာအဲ့ဒီကြလို့ရှိရင်ကိုယ့်ရဲ့ dark side တွေကိုမြင်ရပြီလေအမှောင်ထဲမှာကြတော့မှကိုကဘယ်လောက်တောင်ကိုစီမှာအမှောင်တွေဖုံးလွှမ်းနေလဲဒါမှမဟုတ်လို့ရှိရင်ကိုရှိရတဲ့စီမှာဘယ်လောက်တောင်အမှောင်တွေဖုံးလွှမ်းနေလဲဒါတွေကိုသိခွင့်ရတဲ့အခါမျိုးမှာတစ်ခါလေလူတွေကလက်မခံနိုင်ဖြစ်တတ်တယ်ဒီမှာလဲ spark ဆိုတာတွေကပါတယ်အဲ့လိုမျိုးဖြစ်တဲ့အခါမှာလက်ခံနိုင်မှုအတွက်ကိုအရင်စူးစမ်းရတာပေါ့နော်အဲ့ဒါကအခက်အခဲတစ်ခုဖြစ်နေတာလို့ထင်တယ်မကြသေးခင်ကခုနပြောခဲ့တဲ့ judgment call နဲ့သက်ဆိုင်နေတူတယ် judgment call ကဘာမျိုးဖြစ်ခဲ့တာလဲပေါ့
ကိုချစ်ရတဲ့သူတွေနဲ့ပတ်သက်ပြီးတော့အသေးခွဲခံထားရတယ်ဆိုတဲ့အခါမှာဟိုပေါ့အသေးခွဲခံထားရတယ်ဆိုတာထက်ပဲကိုချစ်ရတဲ့သူတွေနဲ့ပတ်သက်ပြီးတော့ပြည့်ဝချက်တွေပေါ်လာတာမျိုးကိုမသိချင်တဲ့အရာတွေသိခွင့်ရလိုက်လို့ဒါကြီးကိုလက်ခံမှုအတွက်စူးစမ်းယူနေရတာမျိုးငါချင်းတယ်လို့မဟုတ်ပါလားဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးတွေကြောင့်လည်းစိတ်ကနည်းနည်းလေးအနာကျင်ဖြစ်နေတာနဲ့တူတယ်ဒါကတော့ကိုအလင်းရောင်ပေးဖို့အတွက်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အောက်မှာရှိတဲ့အမှောင်တို့ကိုလည်းကိုကလက်ခံနိုင်ရလိမ့်မယ်ပေါ့နော်ကိုယ်စီမှာဘယ်လိုအမှောင်တို့မျိုးရှိနေလဲဒီအမှောင်တို့ကိုဖြတ်ပြီးတော့မှအလင်းထဲကိုရောက်မှာအဲ့ဒီအမှောင်တို့ကိုမဖြတ်မချင်းအလင်းထဲကိုရောက်မှာမဟုတ်ဘူးအဲ့တော့တခုမှအကျဉ်းတာကကိုသွားရမယ့်လမ်းကြောင်းကဘယ်လောက်ပဲဝေးဘယ်လိုပဲမုံတိုင်းတွေပဲရှိစူးစမ်းပြီးတော့သွားပါဆက်လက်ပြီးတော့လည်းတယောက်တည်းတောင်းပမဲ့သူတွေဆိုလို့ရှိရင်တယောက်တည်းဆက်ပြီးတောင်းပနိုင်ဖို့အတွက်ကြိုးစားပါစိတ်ကိုအရင်အလိုလိုက်ပြီးတော့မှအရင်စိတ်ညစ်မနေပါနဲ့လို့ပြောပြရစီနော်ကျေးဇူးတင်ပါတယ်နောက်တစ်ဆက်ပါမယ်နောက်တစ်ခါ the last one green color လေးစီလေးတဲ့ number 4က number 4ကဘောစီနေတာမင်္ဂလာပါဟွာ the star တဲ့မေဂျာကြီးတွေပါရောဒီခွေးရလူတွေကအရှိရအဖွဲ့တွေနဲ့တိတ်မတူဘူးသူ့ရဲ့ themes ကကြတော့သူကလက်တွေ့ဆန်တယ်လက်တွေ့ဆန်တဲ့သူတွေများပုံရတယ်စားထွက်လာတဲ့သူက panical စီနဲ့ထွက်လာတာဆိုတော့ဒီခွဲကတော့ပြောရရင် Libra တွေများတယ် Aquarius တွေများတယ်အခြား sign တွေလည်းပဲပါတယ် water sign ကလွယ်ရင်ဆုံးတယ် water sign တော့လုံးဝမတူရအောင်ခွင့်ကဒီကြောက်ကလေးရွေးထားတဲ့သူတွေကပါလဲဆိုတော့ Prosocola တဲ့
power deposit hands is wavy blue green Swiss left behind by the oxidized metal like other material associated with copper I think telephone wires သူက copper နဲ့ပတ်သက်တဲ့ဟာတော့ only say that anyone and the girl in the 24.7 PS cycle for the greater populated by the ရဲ့ inner Chinese နဲ့ပတ်သက်တဲ့ဟာမျိုးသိကျင်တယ်ဆိုလို့ရှိရင် inner Chinese ဘာလို့အလဲဆိုတာမျိုးသိကျင်တယ်ဆိုလို့ရှိရင်ဒီလိုကြောက်အရောင်လေးတွေဆောင်းလို့ရမယ်နဲ့တူတယ်ဒီခွဲရလူတွေ inner Chinese နဲ့ပတ်သက်တာမျိုးတွေများမေ့နေကြတာလားဟောဒီမှာလည်း the star ကလည်းထွက်လာတယ်ဆိုတော့ color လေးအောင်မလည်းနဲ့ဆင်သေးတယ် inner Chinese ပြောင်းနေကြတာလားမသိဘူးเนาะinner Chinese ဆိုလို့လေဟိုဘောဗာလဲinner Chinese ကဘယ်လိုလဲဆိုတဲ့အခါကျတော့ကိုငယ်ဘဝတုန်းကမက်ခဲ့တဲ့တချို့အိမ်မက်တွေရှိမယ်ဆိုရင်အိမ်မက်တွေရှိပေမဲ့လည်းပဲအဲ့အိမ်မက်တွေကိုအကောင့်ထဲမှာပေါ်ခဲ့ရအောင်ဥပမာကိုငယ်တုန်းကဘုရားပွဲသေးသွားရင်းနဲ့အယုတ်လေးတစ်ခုလိုချင်တယ်အဲ့ရုပ်ကိုမရလို့အိမ်ရောက်တော့ကောက်တယ်အဲ့ဒီရုပ်ကလေးတစ်ခုသာရလိုက်လို့ရှိရင်ဘယ်လောက်ကောင်းနိုင်မလဲဆိုတဲ့စိတ်မျိုးပေါ့နော်အဲ့လိုပျော်ရွှင်မှုမျိုးမွေးဖွားခြင်းတာမျိုးအဲ့ဒါမျိုးဆိုရင်အခုချိန်ကာလမှာအဲ့ဒီ inner Chinese ဖြစ်ချင်တဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့လိုနေတာမျိုးခံစားမိတယ်ဒီမှာလဲထွက်လာတာ the star ကိုသူကအတဲ့တော့မထွက်လာအောင်အတဲ့ဆိုရင်တော့အိမ်မက်တွေကတကယ်ဖြစ်နေပြီလို့ပြောရမှာပေါ့ဒါပေမဲ့အခုကတော့ the star ကိုမှသူကဇောက်ထိုးလေးလဲထွက်လာတယ်ပြီးသွားရင်ကို့မှာဖြစ်ချင်တဲ့စိတ်ကလေးရှိတယ်ပေါ့နော်အထဲထဲမှာကြိုးလေးနဲ့မှသွားနေတာအဲ့ကြိုးလေးနဲ့မှတစ်ချိန်ချိန်မှာတော့အလင်းရောင်တော့ဖြစ်လာမှာကို့အိမ်မက်လေးကအချိန်ချိန်မှာတော့ဖြစ်မှာဒါပေမဲ့အခုလက်ရှိမှာတော့မဖြစ်နေသေးဘူးမဖြစ်နေသေးတဲ့အခါမျိုးမှာရည်ရွယ်တုံးပဲရှိနေသေးတယ်ရည်ရွယ်နေတဲ့အချိန်ကာလဖြစ်ဖို့များတာကရည်ရွယ်ထားတဲ့အရာတွေကဒီနှစ်ကုန်ပေါ့နော် Aquarius season ရောက်တဲ့အချိန်မျိုးမှာအကောင့်ထဲပေါ်ကောင်းပေါ်လာနိုင်ပါတယ်ကိုနဲ့ကဒီလိုပါဒီ January တင်ဖြစ်ပါတယ် Aquarius နဲ့ဒီဘက်ကဘာထပ်တွေ့လဲဆိုရင် Capricorn နဲ့သွားပြီးတော့တွေ့တာပေါ့နော်တပီးဖြစ်တဲ့အခါကျတော့ Capricorn season Aquarius season နာရောက်တဲ့အခါမျိုးမှာတွေ့ရပါလိမ့်မယ်သိရပါလိမ့်မယ် Capricorn နဲ့ Aquarius ကကိုက်ဟိုရှစ်စင်နောက်စင်ဆိုတော့လေကိုက်နေတာတော့ဖြစ်တယ် Capricorn ပြီးရင် Aquarius Capricorn က12လပိုင်းနဲ့12လပိုင်းဝင်ခြင်း Aquarius က1လပိုင်းပေါ့နော်အဲ့တော့12လပိုင်း1လပိုင်းအဲ့လိုအချိန်နေမျိုးမှာခြေနေ result တွေမြင်ရပါလိမ့်မယ်ပြောနေရင်လည်းလေကြောင်းလေးနာလာဒီဘက်လူရေမင်းများတောက်ကြအောင်နော်တော်တော်များများပဲလေကြောင်းနာနေလည်းဒီ site ကြပါပြီးတော့ပြီးခဲ့တဲ့ခဏတိတ်မကြသေးခင်ကအတိတ်ကာလမှာတဲ့ဖြစ်စင်တဲ့အိမ်မက်တွေရှိတယ်တဲ့ဒီခွက်မှာတော့လေကတ်တွေကအတဲလေးတွေထွက်လာတယ်ခုနကတော့အဖွဲလေးဆိုရင်ကတ်ကအတဲမထွက်နေဒီမှာတော့ဗာလဲအရင်ကိုရဲ့အိမ်မက်လေးတွေစိတ်ကူးလေးတွေအကောင့်ထဲဖို့လေးတွေရှိနေတယ်တဲ့အဲ့ရှိနေတဲ့ဟာအတွက်ကိုလည်းပဲစိတ်ထောင်းကိုကြီးဖြစ်ခဲ့ပုံရတယ်တော်တော်လေးစူးစမ်းခဲ့တယ်ပေါ့လေတော်တော်လေးစူးစမ်းခဲ့တယ်အခုဖြစ်ခံနေပြီเนาะဖြစ်ခံနေပြီပြင်ပန်းနေတယ်လမ်းခုလည်းရောက်နေပြီပေါ့လေတော်တော်လေးစူးစမ်းခဲ့ရတဲ့အခါမှာတော်တော်လေးစူးစမ်းခဲ့ရတယ်အခုတော်တော်မမှန်နဲ့စူးစမ်းခဲ့တာအခုဆိုရင်လမ်းခုလည်းရောက်ပါပြီတဲ့အဲ့တော့ you are on the right path ဖြစ်နေပြီဟိုဒါပေမဲ့ဟိုစိတ်ထောင်းကိုကြီးတော့မဖြစ်စေနဲ့ပေါ့နော်လူလဲပင်ပန်းတယ်စိတ်လဲပင်ပန်းတယ်ဆိုလို့ရှိရင်နောက်ပိုင်းမှာစိတ်ထောင်းကိုကြီးဖြစ်တတ်တယ်ဆိုတော့ you တော့ side
လမ်းကြောင်းကတော့မှန်နေပြီအဲ့တော့တချို့ chapter တွေကပိတ်သိမ်းရတော့မှာပိတ်သိမ်းရဖို့လိုအပ်တယ်ဆိုလို့ရှိရင်ဒီမှာလည်းပဲဖြတ်ထည့်လိုက်ပါဒါကြီးကိုဒီဘက်ကိုမခေါ်လာပါနဲ့ပေါ့နော်ဒီလမ်းမှာမလိုက်နိုင်တဲ့သူတွေအကုန်လုံးထားပစ်ခဲ့လိုက်နိုင်တဲ့သူတွေကိုပဲခေါ်သွားကိုခေါ်ခြင်းတဲ့သူကိုပဲခေါ်သွားကိုမခေါ်ခြင်းတဲ့သူတွေအကုန်လုံးထားခဲ့ဖို့လိုလိမ့်မယ်အဲ့ဒါမှပဲဒီအရှိမက result တွေကကောင်းမှာအရှိမဒီ near future မှာဒီမှာ Libra လည်းထပ်တွေ့ရတယ် major တွေအများများတယ် Libra လည်းထပ်တွေ့ရတယ်ဆိုတဲ့အခါမျိုးမှာဟိုဘောဗာလဲသူကလေဆောရစာရနဲ့ပတ်သက်တဲ့ဟာမျိုးတွေပြီးသွားလို့ရှိရင်သူကတရားမျှတမှုနဲ့ပတ်သက်တဲ့ဟာမျိုးတွေပေါ့နော်တရားရုံးရင်ဆိုင်ရတာမျိုးတွေအဲ့လိုမျိုးတွေကအစအကျုံးဝင်တယ်ပေါ့နော်အဲ့တော့ကို့မှာဘယ်လိုမျိုးကိစ္စတွေရှိနေလဲကိုယ်နဲ့ကြိုက်တယ်လို့ယူလို့ရတယ်တကယ်လို့မြန်တရားတပောင်ကိစ္စတွေရှိရဲဆိုလို့ရှိရင်view size စီချင်ပါတယ်ပြီးရွာရင်ကိုယ်စိတ်ထဲကသိကျင်နေတဲ့အရာတွေဖြစ်ချင်နေတဲ့ကိစ္စတွေကပေါ်ပေါက်လာလိမ့်မယ်အဖြေ result သိရမယ်ပေါ့နော်အဲ့ Libra season မှာအဖြေ result သိရမယ် Libra ဆိုတာလည်းပဲတိတ်တော့မဝေးဘူးLibra ကကျတော့ Libra season ထက်10လပိုင်း10လအကြာပေါ့နော်10လပိုင်းလို့10လအကြာလို့အဲ့လိုမျိုးတွေမှာဖြစ်ကောင်းဖြစ်နိုင်တယ်ဒီမှာလည်း30ကိုပြနေတယ်လေဒီဘက်မှာဆိုလို့ရှိရင်တချို့ chapter တွေကပြီးသွားပြီပြီးလို့ပြီးကနေပေါ့လေပြီးလို့ပြီးကနေဆိုတော့လေဖြတ်ဖို့တင်တယ်ဆိုလို့ရှိရင်ဖြတ်ပြရလိမ့်မယ်ဒီလားနံပါတ်9နံပါတ်10ပြီးကနေနေပြီအဆုံးအသက်နေပြီအဲ့ဒါဆွဲခေါ်နေလို့ရှိရင်အဲ့ဒါကိုပဲပြင်မှန်ရမှာလေနော် Lighthouse လေးကဘာပြောလဲဆိုတဲ့အခါကျတော့ Lighthouse ကတဲ့ don't go running all over an island တဲ့ဒါဟိုနေ့ကထွက်လာတဲ့ကလေးနဲ့တော့တူပဲဟုတ်တယ် they just stand there shining နဲ့ Lighthouse ကဘယ်တော့မှရောက်ရက်ခတ်ပြီးတော့မှဟိုလူလာပါဒီလူလဲပါလာပါနဲ့တော့မအော်ဘူးဒါပေမဲ့ကိုစီလာတဲ့သူတွေအတွက်ဆိုရင်တော့ကိုကအမြဲတမ်း stand by စောင့်နေမယ်သူမျိုးLighthouse တွေကကြတော့ကိုစီလာတဲ့သူတွေတော့ကိုကwelcome လုပ်မယ်ကိုတက်နိုင်တဲ့လောက်ကူညီပေးမယ်အဲ့လိုစိတ်မျိုးလေးထားဖို့လိုနေတာလို့ထင်တယ်အဲ့တော့တကယ်လို့မြန်ကိုအဆုံးသက်ရမယ်ကိစ္စတွေ chapter အံ့မယ်ကိစ္စတွေရှိရဆိုလို့ရှိရင်အရန်ကြီးဟိုလူကိုလည်းခေါ်ခြင်းဒီလူကိုလည်းခေါ်ခြင်းမလုပ်ဘဲနဲ့ကိုဘာကိုဆုံးသက်ဖို့လိုနေတာလဲစိတ်ကိုဖြတ်ချဖို့လိုအပ်တယ်ကိုကဘသူ့အတွက်ရှင်သန်မှာလဲပေါ့နော်အဲ့ဒါလေးလိုအပ်နေတာလို့ထင်တယ်ပြီးသွားရင်ဒါကအားလုံးရဲ့အချစ်တော် Elon Musk elegance I think that we have duty to maintain the light of consciousness to make sure it continues into the future တော့ပါလဲဆိုတဲ့အခါကျတော့သားတွေရဲ့ပေါ့နော်ဒီ I think we have a duty ပေါ့နော်ကိုရီစီမာကကြတော့ဟိုတာဝန်တစ်ခုအနေနဲ့ကိုရှိတာကိုရီရဲ့ဒီ consciousness ဖြစ်တဲ့ဒီအလင်းရောင်အစ်စ်ပေါ့နော်အလင်းရောင်အစ်စ်ကိုဆက်ပြီးတော့မှထိန်းသိမ်းထားဖို့အတွက် maintain လုပ်ဖို့အတွက်လိုအပ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့လေကိုယ့်ရဲ့ညီမတို့လူတွေမှာကအသိစိတ်မသိစိတ်ကရမ်းများတယ်လေအသိစိတ်ဆိုတာဒါမသိစိတ်တွေကရမ်းများနေတာအဲ့ဒီမသိစိတ်တွေကိုဖယ်ပြီးတော့မှဒီအသိစိတ်ဖြစ်တဲ့အလင်းရောင်စစ်ကိုယ့်ရဲ့ light ပေါ့နော်ကိုယ့်ရဲ့ light energy ကဘာလဲပေါ့ light energy ကိုသိဖို့အတွက်ဆိုရင် dark energy ကိုလည်းလက်ခံဖို့လိုလိမ့်မယ်အဲ့တော့ကိုယ့်ရဲ့ dark energy ကဘာလဲပေါ့ကိုယ်ဘယ်တွေမှာအားနည်းချက်ဖြစ်နေတာလဲကိုဘာတွေကိုလက်ခံပြီးတော့ဘာတွေကိုလက်မခံနိုင်ဘူးလဲအဲ့လိုမျိုးအလင်းရောင်စစ်အမှန်စစ်ကိုကိုယ်တွေကထိမ့်သိမ်းထားဖို့လိုတယ်တဲ့
ဒီဘက်မှာတွေ့ရတာက near future မှာကအလုပ်တွေလည်းရဖို့ရှိတယ်အလုပ်တွေလည်းများတယ်ငွေရေးကြေးနဲ့ပတ်သက်လို့ရှိရင်လည်းနောက်ပိုင်းမှာအဆင်ပြေမှာမျိုးတွေ့ရတယ်တခုပဲအိမ်မက်တွေကလည်းပဲတကယ်ဖြစ်လာမှာတခုပဲလက်ရှိကာလမှာတကယ်လို့မြန်ကိုကဟိုပေါ့ငွေနောက်ကိုရန်လိုက်မိနေတာမျိုးဒါမှမဟုတ်လို့ရှိရင်ဟိုဘယ်လိုပြောရမလဲအစွဲလန်းနေများနေတာမျိုးစားကျင်တောက်ချင်နေတာပြောချင်ပါချင်နေတာအဲ့ဒါတွေပဲအရန်ကြီးများနေတယ်ဆိုရင်နည်းနည်းလေးထိန်းချောင်းဖို့လိုအပ်နေလိမ့်မယ်ဒီကဲကတော့ကိုယ့်ရဲ့ဒီမှာပြန်ပြရတယ်เนาะဒီမှာ dark side ကိုပြန်ပြရတယ်အဲ့တော့ကိုယ့်ရဲ့ dark side ကိုသိဖို့တော့ပြန်ပြီးတော့ review ပေါ့လေ review ပြန်လုပ်ဖို့တော့လိုနေလိမ့်မယ်သိလားတချို့အေးမွားတဲ့သူတွေအေးလေးဝအောင်အေးပြီးတော့စိတ်ကြည်ကြည်နေနဲ့ကိုဖြစ်ချင်တဲ့ဆန္ဒလေးကိုတစ်ချက်တေချာလေးပြန်တွေးကြည့်ပါတချို့တွေ chapter ကအန်တော်မှာဆိုတဲ့အခါကျတော့ပိုစမဲ့နောက်ထပ် chapter ကဘယ်လို chapter မျိုးကိုစကြင်တာလဲဆိုတဲ့ဟာမျိုးစဉ်းစားဖို့လိုအပ်နေတယ်လို့ထင်တယ်အိမ်မက်တွေတကယ်ဖြစ်လာဖို့အတွက်ဆိုရင်ဘာတွေကိုကိုယ်တည်ဆောင်ပြီးတော့ဘာတွေကိုထားခဲ့မှလဲ chapter တွေကတော့အသစ်သွားရမှာဖြစ်လို့လောက်ဆိုလုံးလောက်ပြီးတော့ထင်ပါတယ်အားလုံးလည်းဆက်ဆက်အရာအဆင်ပြေကြပါစေရှင်ကျေးဇူးတင်ပါတယ်